ဆုံမြင်ခဲ့တဲ့အတက်ကပုံရိပ်လေးတွေကိုမြင်အောင်ကြည့်လိုက်ရအောင်အေဗာနဲ့မစ်တို့ရဲ့မင်္ဂလာပွဲတွေကပေါ့သူတို့ညတကယ်ကိုပျော်ရွှင်ခဲ့ကြတာပါဒါပေမဲ့လက်ရှိပြည်စုံတန်းကတော့တကယ်ကိုဆိုးဝါးလွန်ပါတယ်တက်စမီနီယာအရှေ့ဘက်ကန်ယူတန်းမှာအမေရိကန်စစ်တပ်ကစမ်းသပ်လက်နက်တစ်ခုကိုမတော်တဆဖောက်ခွဲလိုက်မိတယ်အဲ့ဒါကြောင့်ဟိုဘက်မြို့ကြီးပျက်စီးသွားတယ်လို့လူပေါင်း900လောက်လဲအာယုံကျော်ချွတ်ရင်းတွေတိစုံကုန်ပါပြီအခုဆိုရင်အမေရိကန်အစိုးရဟာ UN ရဲ့ PR တင်မကပဲတမရကိုအရေးယူပေးဖို့တောင်းဆိုနေကြတဲ့စန္ဒပွဲတွေနဲ့ပါရင်ဆိုင်နေရတာပါသတင်းထောက်တွေကအဲ့ဒီနေရာကိုတွားချင်ပေမဲ့ခွင့်မပြုထားဘူးအဲ့ဒီအချိန်မှာမစ်ကအလုပ်ကိစ္စနဲ့ဟိုဘက်ကိုရောက်နေတာပါအေဗာတယောက်သူ့စီဖုန်းဒီတရက်ဆက်ပေမဲ့ဖုန်းကလုံးဝမကိုင်ပါဘူးနောက်ဆုံးတော့အေဗာဟာမစ်ကိုရှာတွေ့နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့စစ်တပ်ရဲ့ကဲဆယ်ရေးလုပ်ငန်းမှာစေတနာဝန်ထမ်းအဖြစ်လိုက်ပါလာခဲ့ပါတော့တယ်ဒီလေရင်ပေါ်မှာပါလာတဲ့သူတွေအားလုံးကတော့စေတနာဝန်ထမ်းတွေပါပဲအဘွားဦးတယောက်ဆိုလဲသူ့ရဲ့ခြေထောက်တွေကိုအသက်ရှင်လေးရပြန်တွေ့ဖို့မျှော်လင့်နေရှာလေစိရောက်တော့သူတို့ရဲ့ဖုန်းတွေကိုတင်စီခတ်လိုက်ရတယ်အေဗာကတောင်ပိုင်းမှာရှိတဲ့အလောင်းကောက်တဲ့အဖွဲထဲဝင်ကျင်တယ်လို့ပြောပြီးမြဲတာဝန်ရှိသူကညှင်းလိုက်ပါတယ်အဲ့ဒီမျိုးကအခုထိမီးလောင်နေတော့မို့ဘသူကမှမလွတ်သေးတာပါဒါပေမဲ့အေဗာတယောက်ဝမ်းနေတီကိုကျွေးနေတဲ့အခါကျမှအရာရှိကစာနာစိတ်နဲ့သူကိုယူနစ်နဲ့လာကိုမှတာဝန်ပေးလိုက်ပါတော့တယ်အေဗာကသူဟာယူပိုင်းဆိုင်ရာကုထောင်ပညာရှင်တယောက်လို့တခြားကူညီပေးနိုင်တာရှိမလားလို့မေးပေမဲ့အရာရှိကတော့တိတ်ဆုံးသူတွေကိုခွဲခြားတတ်မှတ်တဲ့အလုပ်ကိုပဲလုပ်ရမယ်မဟုတ်ရင်အိမ်ပြန်ရမယ်လို့ပြက်ပြက်တသားပဲပြောလိုက်ပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာဘိုးကြီးကစေတနာဝန်ထမ်းတွေကိုတကယ်အမှန်တရားကိုထုတ်ပြောလိုက်တယ်ကောလာဟဝါတွေကအမှန်ပါပဲတိတ်သွားတဲ့သူတွေတချို့ဟာစွန့်ပြေတဲ့အဖြစ်ပြန်ရှင်းလာနေကြပြီတကယ်လို့သူတို့နဲ့တွေ့ခင်ရင်စစ်သားတွေကိုချက်ချင်းအချက်ပြဖို့တတိပေးလိုက်ပါပဲအေဗာကတော့သူ့ရဲ့ခင်ပွန်းမစ်တယောက်အဆင်ပြေပါစေလို့ပဲဆုတောင်းနေမိတာပေါ့ဘက်ကားနဲ့ထွက်လာတဲ့လမ်းမှာလူတယောက်ကစိတ်ဝင်စားစွာနဲ့ဘယ်နှယောက်လောက်ဆုံးပြီးဖြစ်နေပြီလဲလို့မေးပေစစ်သားကတော့ဘာမှပြန်မပြောပဲတွေ့ရင်မီးရှူလိုက်တာပြစ်လိုက်လို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်သူတို့မျိုးပြက်ကြီးတဲ့ရောက်သွားတဲ့အခါမှာတော့နေရအနှံ့မီးကုန်းလေးပဲမြင်နေရတယ်အေဗာနဲ့တခြားအမျိုးသမီးတယောက်ဟာစုပ်ပြတ်ထားတဲ့အိမ်တစ်လုံးလေးကိုဝေးရှာရင်းနောက်ဆုံးမှာတော့အိမ်နောက်ခန်းရွှေချန်ထဲမှာတိတ်ဆုံးနေတဲ့အလောင်းတွေကိုတွေ့လိုက်ရပါတယ်အလောင်းတွေကိုစစ်ဆေးပြီးမှတ်ကန်းတင်နိုင်ဖို့အတွက်အိမ်ရှိခွင့်ပြင်ကိုအတူတကွရွှေ့ကြရတယ်အာအေဗာရဲ့အဖေါ်ကတော့ဒီမြင်ကွင်းတွေကိုမခန်းစားနိုင်တော့လို့သူ့သမီးလေးတွေစီပြန်တော့မယ်ဆိုပြီးနှုတ်ထွက်သွားခဲ့ပြီအဲ့ဒီအချိန်မှာတခြားအိမ်တစ်လုံးထဲကနေအမျိုးသား2ယောက်ထွက်လာပါတယ်တယောက်ကတော့ပြုတ်အန်နေပေမဲ့ကလေးဆိုတဲ့လူဟာအေးအေးဆေးဆေးပဲဆေးလီတောက်နေတယ်အန်နေတဲ့လူလည်းထွက်သွားတော့အေဗာနဲ့ကလေးတို့2ယောက်စုပေါင်းပြီးအလုပ်လုပ်ဖို့သဘောတူလိုက်ကြတယ်နောက်အိမ်တစ်လုံးမှာတော့ဆိုဖာပေါ်မှာတည်ဆုံးနေတဲ့အဖိုးတယောက်ရဲ့ဖန်အော်ထဲမှာတည်နေတဲ့ငါးလေးတွေကိုတွေ့လိုက်ရပါတယ်အိမ်ထဲမှာအနံ့ကတကေကိုဆိုပါလွန်ပါတယ်အေဗာကကလေးကိုဘာလို့နှာခေါင်းကြီးမတတ်တာလဲလို့မေးပေမဲ့ကလေးကတော့ပြောင်းတလော်ပဲပြန်ဖြေခဲ့ပါတယ်အိမ်တစ်လုံးမှာမင်္ဂလာဆောင်ဓာတ်ပုံလေးတစ်ပုံကိုမြင်လိုက်တဲ့အခါအေဗာတယောက်သူ့ရဲ့ကိုယ်ပိုင်မင်္ဂလာပွဲကိုပြန်တရိယာသွားမိတယ်နေ့လည်စားချိန်မှာတော့စေတနာဝန်ထမ်းတွေစုပြီးစကားပြောကြတယ်တချို့ကလည်းဇွန်ဘီတွေကိုမတတ်ဘဲသူတင်တာလူတင်တယ်လို့ယူဆကြတာပေါ့အဲ့ဒီအချိန်မှာပဲလေးစိတ်မှာတွေ့ခဲ့တဲ့အဘွားအိုဟာကားပေါ်ကအလောင်းတွေထဲမှာသူ့သားလေးကိုတွေ့သွားပြီးသားလေးနိုးလာပါအောင်လို့အော်ဟစ်ကိုယိုနေရှာတာတကယ်ကိုစိတ်မကောင်းစရာပါပဲဆိုင်တစ်ဆိုင်မှာအေဗာကကလေးပကတ်လေးကိုတွေ့တော့သူနောက်ဆုံးအချိန်ကိုဝင်စစ်ဆေးခဲ့တော့ကအဖြေက negative ဖြစ်နေလို့မစ်ကသူ့ကိုနှစ်သိန်းပေးခဲ့တာကိုပြန်နေအောင်နေမိတယ်ကဲအဲ့ဒီအချိန်မှာပဲအော်တန်တကူချလိုက်ရတယ်အမျိုးသမီးတယောက်ကမီးရှူတိုင်းကိုလွတ်တင်ပြီးအကူအညီတောင်းနေတာစစ်သားတွေရောက်လာပြီးဇွန်ဘီကိုပစ်တက်လိုက်ကြပါတယ်နောက်ထပ်အိမ်တလုံးရဲ့ကိုယ်တော်ထဲမှာတော့ဂျန်ပင်ဘော်ကသွေးကွက်တွေကိုကြည့်ပြီးအေဗာတယောက်လိုက်ရှာကြည့်မိတယ်ပရိဘောကတွေနောက်မှာပုံနေတဲ့ဇွန်ဘီတကောင်ကိုတွေ့လိုက်ရတာပါပဲအေဗာကကလေးကိုအချက်ပေးလိုက်တော့ကလေးကကိုယ်တော်တကားကိုဖွင့်ပြီးမီးရှူတိုင်းထောင်းလိုက်ပါတယ်အေဗာကတော့အဲ့ဒီဇွန်ဘီကိုစိုက်ကြည့်နေတယ်လို့ဇွန်ဘီကလည်းသူ့ကိုပြန်စိုက်ကြည့်နေတာပါစစ်သားတွေရောက်လာပြီးပြတ်တတ်တော့မယ့်အချိန်ကျမှသူအပြင်ကိုထွက်လာခဲ့ရပါတယ်နေ့တနေ့ရဲ့အဆုံးသတ်မှာတော့ဖုံးတော်ကြီးတွေကတေဆုံးသူတွေအတွက်ဆူတောင်းပေးကြတယ်အဲ့ဒီနောက်မှာတော့အလောင်းတွေကိုမြေချင်းကြီးတွေနဲ့ပစ်ထည့်ပြီးဘာခန်းစားချက်မှမပါတဲ့မြေမြုပ်တင်ကြိုချင်းနဲ့အတူကားတွေကမြေကြီးတွေနဲ့ဖုံးအုပ်လိုက်ပါတော့တယ်ဒီလိုအေးဆက်ဆက်မြင်ကွင်းမျိုးကအေဗာတော့တကယ်ကိုစိတ်ပျက်စရာပါသူကန်းချေဘက်ကိုငေးကြည့်ချင်းမစ်နဲ့အတူအားလျက်အပန်းပြေခဲ့တာတွေကိုတရိယာနေမိတယ်ညရောက်တော့မြို့ပေါ်မှာဟယ်လီကော်ပတာတွေကမီးမောင်တွေထိုးပြီးကင်းလှည့်နေကြပါတယ်အေဗာတယောက်သူ့အခန်းထဲမှာမြေပုံကိုတိတ်တိတ်ဆာထိုးပြီးတောင်ပိုင်းကအပန်းပြေစခန်းကိုသွားနိုင်မယ့်အမြင့်ဆုံးလမ်းကြောင်းကိုရှာနေတာပေါ့ခရီးကတော်တော်ဝေးတာကိုမြင်လိုက်ပြီးမဲ့လေသူ့ရဲ့ရီမန်းချက်ကိုတော့အဆုံးရှုံးမခံနိုင်ပါဘူးသူ့ပစ္စည်းတွေကိုအတားလေးယူပြီးလှေကားကနေတိတ်တိတ်ဆာဆင်းလာခဲ့တယ်တစ်ဖက်မှာပွဲလုံနေတဲ့အတန်တွေကြားနေပေမဲ့အဲ့ဒီဟာတွေကိုဂယုမဆိုင်ပဲမိဖို့ချောင်းကနေတချင်အပြင်ထွက်ဖို့ကြိုးစားတာပါဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအရာရှိတယောက်ကသူ့ကိုအမိယာဖမ်းမိသွားပြီးအမေရိကန်တွေကိုဒီတဲ့ပေးမဝင်ကြအောင်တဲလို့ပြောပြီးအတင်းကိုပြန်မောင်းလိုက်ပါတော့တယ်အေဗာလည်းစိတ်ညစ်ညစ်ရနေပဲဇေဒနာဝင်တွေပျော်ပါနေကြတဲ့စိုက်တော့ခန်းတွေကိုရောက်သွားတယ်ကလေးကသူ့ကိုတောက်ဆရာတစ်ခုပေးတဲ့အခါမှာတော့အေဗာတယောက်သူ့ခင်းရဲ့အကြောင်းကိုဖွင့်ပြောပြလိုက်ပါတော့တယ်အဲ့ဒီအပြင်စောစောကတွေ့ခဲ့တဲ့ဇွန်ဘီဟာတကယ်လေလူအတိစိမ်ပျောက်သွားတာဟုတ်ရလားဆိုတာကိုပါတန်တရားဖြစ်နေမိတယ်သူ့အမြင်မှာတော့အဲ့ဒီဇွန်ဘီဟာကြောက်ရွံ့ပြီးလမ်းပြောင်းနေတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ကလေးကတော့ဒါကိုမယုံဘူးအဲ့ဒါကြောင့်အေဗာလေးစိတ်မသက်သာဘူးဖြစ်ပြီးပွဲကနေထွက်လာခဲ့ပါတယ်နောက်တော့အိမ်မက်ထဲမှာဇွန်ဘီကသူ့ကိုတိုက်ခိုက်တာကိုမြင်လိုက်ပြီးလက်နိုးလာတယ်မနေ့စောစောအလုပ်ပြန်ဆင်းတဲ့အခါမှာတော့ကလေးနဲ့အေဗာတို့ဟာကိုးတောင်တလုံးမှာစပိန်အချို့ကိုတွားတွေ့ကြပါတယ်ကလေးကတော့စပိန်တစ်စင်းပေါ်တက်ခွာပြီးဒါကောင်ကကိုပေးမလားဆိုပြီးစားနှောင်နေတော့မဲ့အေဗာကတော့အနီးနားကအခန်းထဲမှာတေးဆုံးနေတဲ့လူအလောင်းအများကိုတွေ့လိုက်ရတယ်အဲ့ဒီမှာအရက်တွေမူရေးဆေးတွေလည်းပြန်ကျဲနေတာပေါ့အေဗာကကလေးကိုသူ့ရဲ့မြေပုံကိုထုတ်ပြလိုက်ပြီးအန်ဒီရဲ့အရှိဆုံးနေရာတွေကိုရှောင်ပြီးတော့သူ့ကိုတောင်ပိုင်းရဲ့ဒီစပိန်နဲ့လိပ်ပို့ပေးနေမလားလို့မေးလိုက်တယ်ကလေးကအေဗာရဲ့ဇွေးကိုချီကျူးပြီးလိုက်ပို့ဖို့သဘောတူလိုက်တယ်ကလေးစိုက်ခဲ့အုပ်ဆိုးသွားရှာနေတော့မှထူးဆန်းတဲ့အတန်တွေပြုတ်နေတဲ့ဇွန်ဘီတကောင်ကိုတွေ့လိုက်ပြန်ပါတယ်အေဗာကသူ့ကိုစကားပြောနေတော့မှပဲကလေးရောက်လာပြီးသူ့ကိုအမြန်ဆွဲထုတ်သွားပါတော့တယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကစပိန်နဲ့အတူဖွင့်သွားတဲ့ဂိတ်တစ်ခါတစ်ခုထဲကနေမြို့ပြည်ကိုတိတိကျထွက်ခွာလာနိုင်ခဲ့ပါပြီလမ်းပေါ်ရောက်တာနဲ့သူတို့နှစ်ယောက်ဟာစပိန်ကိုအစွမ်းကုန်မောင်းပြီးထွက်လာခဲ့ကြပါတယ်ကလေးကတော့တကယ်ကိုစိတ်လှုပ်ရှားနေရပါလမ်းပေါ်ကစွန့်ပစ်ထားတဲ့ကားပြက်တွေကိုကျွမ်းကျင်စွာရှောင်တိန်မောင်းနေတာပေါ့နိုင်အနှင်းငယ်ကြတော့စစ်ကားတချို့လာနေတာကိုမြင်လို့ကားတစ်စီးနောက်မှာပေါင်းလိုက်ကြရတယ်အဲ့ဒီအချိန်မှာလမ်းလက်ကောင်ကဇုံမီတကောင်ကိုစစ်သားတွေကပြစ်တက်လိုက်တာကိုမြင်လိုက်ရပါတယ်အေဗာကတော့အဲ့ဒီလဲကျသွားတဲ့အလောင်းကိုကြည့်ပြီးမစ္စတာဆိုရင်ဆိုတဲ့အတွေ့နဲ့ရင်ထဲမကောင်းထိနေမိတာပေါ့သူတို့မြေပြင်3ည0 ground နဲ့နီးကပ်လာလေးကောင်းကင်မှာမီးခိုးတွေနဲ့ပြာတွေကပိုများလာလေးပါပဲမြို့တစ်မြို့ဝါရေခါဝင်ယူတော့လေမီးခိုးတွေကြောင့်တော်တော်လေးချောင်းဆိုးနေကြရပါတယ်
ဇွန်ဘီတွေနဲ့ထပ်တွေ့တော့လေအမြန်မဲစပိန်ပေါ်တက်ပြီးထွက်ပြေးခဲ့ရပြန်တယ်နောက်မြို့တစ်မြို့ကစားတောက်ဆိုင်တစ်ခုမှနားရင်ညီမိုးเจ้าနယ်ကပိုက်ခေါင်မှာရေချိုးရေတောက်ပြီးလူပန်းတာတွေကိုဖြေထောက်လိုက်ကြပါတယ်အေဗာကသူဟာရုပ်ပိုင်းဆိုင်ရာကုသပညာရှင်အဖြစ်6နှစ်လောက်လုပ်ခဲ့တဲ့အကြောင်းနဲ့မစ်ကပြန်လည်ပြည့်ပြည့်မြဲဆိုင်ငန်းသားမှာအလုပ်လုပ်တာဖြစ်ကြောင်းပြောပြပါတယ်ကလေးကလည်းသူဟာမဲလ်ဘန်ကဆောက်လုပ်သမားတစ်ယောက်ဖြစ်ကြောင်းပြန်ပြောပြတာပေါ့အေဗာကကလေးရဲ့တတူးကိုကြည့်ပြီးရှင်ရောတစုံတစ်ယောက်ကိုဆုံးရှုံးခဲ့ရလို့လားလို့မေးပေမဲ့ကလေးကပြန်မဖြေပါဘူးရုတ်တရက်ဇုံမီတစ်ကောင်ပေါ်လာပြီးပရိပေါက်ကလေးကိုလိုက်ဖြတ်စီပါတော့တယ်ကလေးကကလထိုင်နဲ့ရိုက်ဖို့ပြင်နေတော့မှပဲရိုင်လီဆိုတဲ့စစ်သားတစ်ယောက်ရောက်လာပြီးဇုံဘီကိုပြတ်တက်လိုက်ပါတယ်ရိုင်လီကဇုံဘီတွေဟာအချိန်ကြာလေးပိုးပြီးကြမ်းထမ်းလာလေးပဲလို့ရှင်းပြပါတယ်ပြီးတော့သူတို့ကိုဘာလို့ဒီကန်တန်နေမြဲတဲ့ရောက်နေတာလဲလို့ဆင်မိပါတော့တယ်ရိုင်လီကသူတို့ကိုခွဲပြီးစစ်မေးချင်တာမို့အေဗာကိုအခန်းတစ်ခုမှာတောက်ခတ်လိုက်ပါတယ်အခန်းထဲမှာတယောက်တည်းကြံခဲ့တဲ့အေဗာကတော့သူခင်မောင်းကိုမကဲတင်နိုင်တော့ဘူးထင်ပြီးတောင်းပန်စကားတွေပြောနေငိုကြွေးနေမိတာပါနိုင်အနေငယ်ကြတော့ရိုင်လီတကားကိုဖွင့်ပေးပါတယ်ဒါပေမဲ့သူပြောလိုက်တဲ့တဲ့တင်ကတော့စိတ်မကောင်းပါဘူးကလေးကတော့စီးသွားချင်တယ်လို့အကြောင်းပြပြီးသူ့ကိုထားခဲ့ပြီးထွက်ပြေးသွားပါပြီရိုင်လီကတော့မစ်ကိုရှာမတွေ့ခဲ့ပါဘူးသူကအေဗာရဲ့ခန်းစားချက်ကိုနားလေပြီးတယ်လို့မျိုးနဲ့သူမကိုတောင်းပန်စီခေါ်သွားပေးမယ်လို့ကန့်လန့်လိုက်ပါတယ်ဒါပေမဲ့အေဗာဘက်ကထွက်ပြေးဖို့မကြိုးစားပါဘူးလို့ကတိပေးရမယ်ပေါ့အေဗာလေးသဘောတူလိုက်ပြီးသူတို့နှစ်ယောက်ထွက်လာတဲ့လမ်းမှာအေဗာဟာရိုင်လီရဲ့လက်မှာမင်္ဂလာလက်စုကိုတတိထားမိသွားပါတယ်ညဘက်ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာဘလူးဘာလို့ခေါ်တဲ့သင်္ကောင်းရက်တစ်ခုကိုရောက်လာခဲ့ကြပါတယ်ရိုင်လီကအဓိကဒီလေးရမှာတာဝန်ကျပူတဲ့အတွက်အထက်မှာရေကားရှိနေမယ်ဆိုတာကိုသိနေရပေါ့သူကညစာပြင်ပေးမယ်လို့ပြောတော့အေဗာကခဏပဲပစ္စည်းဝင်ယူမယ်ဆိုပြီးဘာလို့ဒီမှာအကြိုက်နေရလဲလို့ပြန်မေးပါတယ်ညစာဆိုင်ရဲ့ရိုင်လီကသူ့အပြစ်အကြောင်းတွေပြောပြနေတော့အေဗာကတော့ဘာမှမစားပဲရိုင်လီနဲ့ကေတီလို့ခေါ်တဲ့အမျိုးသမီးတယောက်ရဲ့ဓာတ်ပုံတွေကိုပဲကြည့်နေပါတယ်ရိုင်လီကဓာတ်ပုံတွေကလူဟာသူဇနီးဖြစ်ပြီးဒီဘေးအနေကြီးဖြစ်သွားချိန်မှာသူမဟာကိုဝင်အလှရှစ်လက်ရှိနေပြီလို့ရှင်းပြပါတယ်သူဒီကိုပြန်ရောက်တဲ့အခါမှာတော့ကေတီနဲ့သူမရဲ့မိသားစုဟာဇပွဲပေါ်မှာပဲတည်ဆောင်နေတာကိုတွေ့ရတာပါအေဗာကဘလို့ချိန်ထွက်မလဲလို့မေးတဲ့အခါရိုင်လီကမကြခင်ထွက်မယ်လို့ကတိပေးပါတယ်ဒါပေမဲ့သူမစီကနေအကူအညီတစ်ခုအရင်တောင်းလိုက်ပါတယ်အဲ့ခန်းထဲမှာအေဗာဟာကေတီရဲ့အဝတ်အစားတွေကိုလဲဝေးရပြီးသူမရဲ့ရီမွေးကိုပါဆွတ်ထားရပါတယ်ဒါပေမဲ့ကေတီရဲ့မင်္ဂလာလက်စုကိုဝတ်ဖို့တော့သူမငင်းဆန်ခဲ့ပါတယ်အေဗာဟာအန်ဆော်တွေကကက်တီတလက်ကိုတီးသွားပြီးခေါင်းအောင်မှာဝတ်ထားလိုက်ပါတယ်ရိုင်လီအခန်းထဲကိုရောက်လာတဲ့အခါမှာတော့သူဟာစိတ်ဝတ်တုံမဟုတ်ပဲအရက်ဝက်အစားနဲ့ထင်နေပါပြီသူတောင်းဆိုတဲ့အကူအညီဆိုတာကတော့တချင်းလေးနဲ့အတူကကြဟောပါပဲရိုင်လီကအေဗာကိုဖတ်ပြီးကနေတော့အေဗာကလည်းသူမဟာမစ်နဲ့အတူကနေရတယ်လို့ပဲစိတ်ကူးရနေပါတယ်ဒါပေမဲ့ရိုင်လီကအေဗာကိုကေတီလို့ခေါ်ပြီးတောင်းပန်စကားတွေပြောနေတယ်လို့သူမရဲ့ဝမ်းပိုင်မှာကလေးလေးကိုပါစကားတွေပြောနေပါတယ်ဒါကအေဗာကိုသူမရဲ့မင်္ဂလာဆောင်တုန်းကမစ်လုခဲ့တာတွေကိုပြန်ပြီးတတိယသွားစေပါတယ်အဲ့ဒီအချိန်မှာပဲအေဗာဟာကေတီရဲ့မင်္ဂလာလက်စုကိုဝမ်းမထားတာကိုရိုင်လီတတိထားမိသွားပါတယ်အေဗာကရှင်ကကျင်တယ်ဆိုလို့ကပေးပြီလေလို့ပြောပေမဲ့ရိုင်လီကတော့အားလုံးကိုဖျက်ဆီးပလိုက်တာပဲလို့ဒေါသတကြီးဆွဆွဲပါတော့တယ်သူကအေဗာကိုလက်ဆွဲလဲပြီးအစားကောင်းကြီးပြန်ကောက်ဖို့အတင်းကျပ်ခိုင်းနေပါတယ်သူအေဗာနာကိုတိုးကလာတဲ့အခါမှာတော့အေဗာဟာထိတ်လန့်သွားပြီးစပယ်တဲ့မိအိမ်နဲ့ရိုင်လီကိုရိုက်ချလိုက်ကအခန်းတွေကိုအညံထပ်ပြေးပါတော့တယ်ရိုင်လီကသူမနောက်ကိုလိုက်လာတာကြောင့်အေဗာဟာတခြားခန်းတစ်ခုတည်းကိုပြေးဝင်ပြီးတကားကိုပိတ်ထားလိုက်ပါတော့တယ်တကားကိုပေးပုံနေနဲ့ပိတ်ပြီးနောက်မှာတော့အေဗာဟာကိုတင်ပေါ်မှာကေတီရဲ့ကိုဝင်ဆောင်ရုပ်အလောင်းစီကိုတွေ့လိုက်ရလို့ထိတ်လန့်တုန်လှုပ်သွားပါတယ်ရိုင်လီကတော့ကေတီဟာမကြခင်နိုးလာလိမ့်မယ်လို့ယုံကြည်နေတာပါမပြီးဆုံးသေးတဲ့ကိစ္စရှိသူတွေကပဲဇုံဘီအဖြစ်ပြန်နိုးလာတာလို့သူကယူဆနေပြီးသူ့သားလေးဟာလည်းအသက်ရှင်နေတော့ပဲလို့ထင်နေတာပါရိုင်လီကကားကိုဒေါသတကြီးထွေးရိုက်နေတော့အေဗာဟာပြင်းပေါက်ကနေအပြင်ကိုထွက်ပြီးတစ်ပင်ကနေတဆင်အောက်ကိုဆင်းခဲ့ပါတယ်အနားမှာထရက်ကားကိုတွေ့ပေမဲ့ကားတော့ကအိမ်ထဲမှာကျန်ခဲ့တာပါသူမအိမ်ထဲကိုပြန်ဝင်တဲ့အချိန်မှာပဲရိုင်လီကလေသားပေါ်မှာပေါ်လာတာကြောင့်ဘာမှမယူနိုင်ပဲထပ်ပြေးရပြန်ပါတယ်အေဗာဟာကိုတောင်ထဲမှာပုံနေတော့ရိုင်လီကဒါဒမီနဲ့လိုက်ရှောင်နေပါတယ်အဲ့ဒီမှာတင်တန်ကြိုးတွေနဲ့ချင်းနှောင်းခံထားတဲ့ဇုံဘီအုပ်ကြီးကိုအေဗာတွေ့လိုက်ရပါတယ်ရိုင်လီဟာအဲ့ဒီဇုံဘီတွေအကြောင်းမှတ်တမ်းတွေတော့ရေးထားတာပါသူကကိုတောင်ထဲကိုအနက်ကြီးပုံဝင်ရကြောင်းအေဗာကိုအပြင်ထွက်လာဖို့တောင်းပန်ပြီးတောင်ပိုင်းကိုခေါ်သွားပေးမယ်လို့ကတိတွေချပေးနေပါတယ်အေဗာဟာသူမရဲ့လက်စွပ်ကိုချွတ်လိုက်ပြီးကေတီအယောင်ခံအားလုံးကိုလင်းနေတာပေါ့ရှင်တို့လက်စွပ်အလက်လက်ပြီးကောက်ဖို့မပြောခဲ့ဘူးလားလို့ဒေါသနဲ့နောက်ပန်စိတ်ကနေပြောလိုက်တာပေါ့ရိုင်လီကတန်တရားရှိနေပေမဲ့နောက်ပြန်ဆုပ်ပြီးသူမကိုလမ်းပြပေးပါတယ်အေဗာကရိုင်လီကကပတ်မှာချိထားတဲ့ကားတော့ကိုတတိထားမိပြီးသူ့ကိုဖက်ကိုတိုးကလာတဲ့အချိန်မှာပဲရိုင်လီကသူမကိုအေဗာမင်းကအားလုံးကိုဖျက်ဆီးလိုက်တာပဲလို့ပြောလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအေဗာကကိုတောင်ထဲကဝှစုလင်းနဲ့ရိုင်လီရဲ့လေဝင်းကိုထိုးဆက်လိုက်ပါတော့တယ်ရိုင်လီမြေကြီးပေါ်မှာလူးလိမ့်နေတော့အေဗာကတော့ကိုယူပြီးကားစီကိုပြေးသွားခဲ့ပါတယ်ကားမိဖွင့်လိုက်တဲ့အချိန်မှာတော့အိမ်ပြင်မှာသူမရဲ့ဘိုက်ကိုကိုက်ပြီးရက်နေကေတီကိုတွေ့လိုက်ရလို့ထိတ်လန့်သွားပေမဲ့ဂယုမဆိုင်ပဲကားမောင်းထွက်ခဲ့ပါတော့တယ်လန်ကီမှာသူမဟာမစ်နဲ့နောက်ဆောင်ခွဲခွာရတဲ့စိတ်မကောင်းစရာအချင်းတွေကိုပြန်တွေးနေမိပါတယ်မနေ့ရောက်တော့မှကားတွေပိတ်ဆို့နေတာကြောင့်လမ်းဆက်သွားလို့မရတော့ပါဘူးအေဗာဟာကားတွေဘောက်ကနေအဝတ်စားနဲ့ပေါက်စိတ်လမ်းကိုယူပြီးသူမရဲ့ခရီးစဉ်ကိုခြေချင်းပဲဆက်ပြီးရှောင်းလန်းသွားပါတယ်နိုင်အနေငယ်ကြတဲ့နောက်မှာတော့အေဗာရဲ့နောက်မှာဇုံဘီတကောင်ပေါ်လာပြီးလိုက်လာပါတော့တယ်သူမထွက်ပြေးဖို့ကြိုးစားပေမဲ့အလောင်းတစ်ခုနဲ့တိုက်ပြီးလဲကျသွားတဲ့အပြင်ပေါက်စိတ်ကိုပါချပစ်လိုက်မိပါတယ်အေဗာဟာကားဆွဲဘတ်စီတစ်ခုတည်းကိုပလင်းပေါက်ကနေအမြန်တက်ပုံးနေပေမဲ့ဇုံဘီကနောက်ကနေလိုက်တက်လာပါတယ်အဲ့ဒီတော့ကအေဗာရဲ့ခြေထောက်ကိုဆွဲဖို့ကြိုးစားနေတော့သူမဟာလက်လမ်းမရပစ္စည်းတွေနဲ့လမ်းပြပောက်ပြီးနောက်ဆုံးမှာတော့မိသက်ဆေးဘူးနဲ့အချက်ပေါင်းများစွာထုရိုက်ပြီးတက်ဖြစ်လိုက်ပါတော့တယ်အေဗာဟာစိတ်တက်လက်ပြတ်နဲ့အော်ဟစ်လိုက်ပြီးနောက်သူမရဲ့ပစွင်ကိုပြန်ယူပြီးခရီးဆက်ခဲ့ပါတယ်ညနေဆောင်တော့သူမဟာအာဗီကားတစ်စီးကိုတွေ့လို့အထက်ကိုကြည့်လိုက်တဲ့အခါပြေဆုံးနေတဲ့မိသားစုတစ်ခုလုံးကိုတွေ့လိုက်ရပါတယ်သူမဟာအလောင်းတွေကိုအပြင်ထုတ်ပြီးအဲ့ဒီကားထဲမှာပဲခဏနားလိုက်တာပေါ့ခြေထောက်ကပေါက်ပြန်နေတဲ့ဒဏ်ရာတွေကိုစေးထည့်ရင်မြေပုံကိုကြည့်လိုက်တော့သွားဖို့6မိုင်ပဲကျန်ပါတော့တယ်ညတန်းကမှအလောင်းတစ်လောင်းကဇော်မီထိလာပြီးအတန်တွေကြားရလို့အေဗာနိုးလာခဲ့ပါတယ်သူမပစွင်ကိုကင်ပြီးအပြင်ထွက်ကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းတာကအဲ့ဒီဇော်မီဟာသူ့မိသားစုကိုမြုပ်နှံဖို့အတွက်ကျင်းတူးနေတာပါသူအေဗာကိုကြည့်လိုက်တဲ့အကြည့်ဟာတကယ်လူတယောက်လိုဖြစ်နေတာကြောင့်အေဗာလည်းသူ့ကိုကူညီပြီးမြုပ်နှံပေးလိုက်ပါတယ်အဲ့ဒီနောက်မှာဇော်မီရဲ့ပိုက်ဆံအိတ်ထဲက ID ကိုကြည့်ရင်မစ်လည်းတနေရာရာမှာအသက်ရှင်နေဦးမယ်ဆိုတဲ့မျှော်လင့်ချက်လေးတင်ရလာပါတယ်ဇော်မီဟာချင်းမိမှာထိုင်ပြီးသူ့ကိုတပ်ပေးဖို့တောင်းဆိုနေတယ်လို့ပါတယ်ဒါကြောင့်အေဗာကသူ့ကိုတပ်ပေးပြီးသူ့မိသားစုနဲ့အတူမြုပ်နှံပေးကအုပ်ကူပုံမှာတက်ပုံလေးတစ်ပုံတင်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့အေဗာဟာသူမလာခြင်းနဲ့အပန်းစခန်းကိုရောက်လာခဲ့ပါပြီအထဲမှာတော့တေဆုံးနေတဲ့ဧည့်သည်တွေနဲ့ဝန်ထမ်းတွေကိုတွေ့ရတယ်လို့ဥယျာဉ်ထဲမှာပိတ်မိနေတဲ့ဇော်မီတစ်ကောင်ကိုလည်းတွေ့ရပါတယ်သူမအခန်းတိုင်းကိုလိုက်ရှာပြီးတဲ့နောက်ဆုံးမှာတော့ကတင်ဘေးမှာတေဆုံးနေတဲ့မစ်ကိုတွေ့လိုက်ရမှာတော့တယ်အေဗာကမစ်ရဲ့လက်ကိုအသားရကိုင်လိုက်တဲ့အချိန်မှာသူမမင်္ဂလာလက်စွပ်မရှိတော့တာကိုသတိထားမိသွားပါတယ်သူမပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဝိုင်းခွက်တစ်ခွက်တခြားအမျိုးသမီးတစ်ယောက်ရဲ့ ID နဲ့ရေချိုးခန်းထဲကလက်စွပ်ကိုတွေ့လိုက်ရပါတယ်ဆိုလိုတာကမစ်ဟာသူမအပေါ်တစ္ဆာပေါက်ခဲ့တာပါအေဗာဟာငိုယိုပြီးမစ်ကိုပြန်နှိုးလာဖို့အော်ဟစ်တောင်းဆိုနေတော့ကလေးကအခန်းထဲကိုဝင်လာပါတယ်သူတို့နှစ်ယောက်ကမ်းပြေမှာအရက်တောင်ရင်အေဗာကသူမရဲ့အိမ်တောင်ကြီးဘယ်လိုပျက်စီးခဲ့ရတယ်ဆိုတာကိုရင်ဖွင့်လိုက်ပါတယ်သူမကလေးမရနိုင်တာကြောင့်စိတ်ဝမ်းကွဲခဲ့ကြတယ်လို့မစ်ဟာလည်းအရင်ကလိုမဟုတ်ပဲပြောင်းလဲသွားခဲ့တာပါအဲ့ဒီနောက်မှာသူမကိုယ်တိုင်လည်းတခြားတယောက်နဲ့ပတ်သက်ခဲ့ဘူးလေလို့ပြောပြီးမစ်ဩစတြေးလျကိုမလာခင်လေးမှာပဲအဲ့ဒီအကြောင်းကိုဝန်ခံခဲ့တယ်လို့ပြောပြပါတယ်အခုတော့အရာအလုံးဟာနောက်ကျသွားပါပြီအေဗာအရာအလုံးကိုပြန်ပြူပြနိုင်မှုမျှော်လင့်ချက်နဲ့မစ်ကိုလာရှာခဲ့တာပါကလေးကလည်းသူ့ရဲ့သမီးနဲ့ဇနီးကသူ့ကိုအဆက်အသွယ်မလုပ်ချင်တော့ဘူးဆိုတာကိုပြန်ပြောပြပါတယ်သူဟာကိုကျိုးမဖက်တဲ့တယောက်ဖြစ်ကြောင်းတည်ပြဖို့ဒီ project မှာဇေတနာဝန်လုပ်ခဲ့တာဖြစ်ပေမဲ့ဇနီးကတော့သူ့ကိုစော်ကားရရုံလာလုပ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာသူတို့ရဲ့ပြဿနာတွေကိုခဏလောက်မေးထားပြီးဒီအပန်းစခန်းမှာပဲအနားယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့အရက်တောက်စီကူးရဲ့အချိန်ကုန်လွန်ခဲ့ကြပါတယ်
ဇော်မီတကောင်သူတို့နားရောက်တဲ့အချိန်မှာလေအေဗာကပလိန်နဲ့အချက်ပေါင်းများစွာထုရိုက်ပြီးတပ်ပစ်လိုက်ပါသေးတယ်နောက်နေ့မနေ့မှာတော့အေဗာဟာဗိုင်ကင်တွေရဲ့အတုတအခမ်းအနားပုံစံမျိုးလုပ်ပေးဖို့စိတ်ကူးလာပါတယ်သူမဟာမင်္ဂလာလက်စွပ်ကိုကျွန်းလိုက်ပြီးကလေးရဲ့အကူအညီနဲ့မင်းရှယ်ယူအလောင်းကိုကမ်းပီစီတဲရောက်သွားခဲ့ပါတယ်ကလေးကတော့မင်းညကမူးထားတဲ့အချိန်နဲ့မင်းရှယ်အလောင်းပေါ်မှာတင်အန်ပတ်တွေထွက်လာသလိုထိအောင်စစ်ခဲ့တာပေါ့နောက်ဆုံးမှာတော့အလောင်းကိုအဝတ်နဲ့ပတ်လေပေါ်တင်ပြီးမီးရှို့ကသမှုတရားတွေကိုလွှင့်တင်ပေးလိုက်ပါတော့တယ်အဲ့ဒီနောက်မှာသူတို့နှစ်ယောက်ကားနဲ့ထွက်လာခဲ့ကြပါတယ်ဘလူးဘတ်တေးခွေရနာရောက်တဲ့အခါမှာလမ်းလေကောင်မှာဘိုက်ကလေးချောင်းသွားပြီးခေါင်းမှာသွေးတီစွမ်းကျင်နေတဲ့ KT ကိုထပ်တွေ့လိုက်ရပါတယ် KT ဟာကလေးမွေးပြီးသွားပြီဆိုတာကိုအေဗာတတိထားမိလိုက်ပါတယ်အဲ့ဒီချိန်မှာပဲတနည်းအားကနေကလေးငိုတန်ကိုကြားလိုက်ရလို့အေဗာပြေးသွားကြည့်တဲ့အခါပျက်စီးနေတဲ့အိမ်ရပြက်ကြီးထဲမှာကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်ကလေးကသူ့ရဲ့ဂျာကန်အင်ဂျင်နဲ့ကလေးကိုပတ်ပေးပြီးအေဗာကလည်းကလေးလေးတိတ်ကောင်ချော့မြူပေးနေပါတယ်ကဘာပြက်နေတဲ့ဒီချိန်မှာအေဗာအသက်တော့ဂယုစိုက်စရာအသစ်တစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီကဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုစစ်ကြည့်တဲ့အတွက် follow လုပ်ထားပြီးအသေးလေးကိုလည်းနှိပ်ထားဖို့မမိနဲ့ဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ